အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်လက်ရခန်းကျင်တဲ့ငပိချက်လေးချက်စားမှာဖြစ်ပါတယ်ခင်ဗျာခန်းကျင်တဲ့ငပိချက်ချက်ဖို့အတွက်ဒဲဝရဲကိုကျွန်တော်စီအနေငယ်ထည့်ပါတယ်ကိုလိုချင်တဲ့အနေထားပေါ့နော်ပြီးတော့ရင်တော့ကျွန်တော်တို့လှီးထားတဲ့ကြက်သွန်ကြီးကြက်သွန်ပြူလေးတွေထည့်ပါတယ်ခင်ဗျာကြက်သွန်ကြီးကတော့ကျွန်တော်အလုံးသေးကို3-4လုံးသုံးထားပြီးတော့ကြက်သွန်ဖြူအနေနဲ့ကတော့ကျွန်တော်3-4မှသုံးထားပါတယ်ခင်ဗျာအလုံးကြီးပဲပေါ့နော်အရင်ဆုံးကြက်သွန်နေနဲ့ကြက်သွန်ပြူလေးတွေကိုစီပူထဲမှာစီအနေငယ်တက်ပြီးသွားပြီဆိုလို့ရှိရင်အယောင်နဲ့အရသာလေးအတွက်ကိုကျွန်တော်ကစနွဲမုတ်အနေငယ်အယောင်တင်မုတ်အနေငယ်ကိုလည်းထည့်ပါမယ်ခင်ဗျာအယောင်တင်မုတ်ထည့်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ကိုလိုချင်တဲ့အနေအထားအတိုင်းဒါပမာဏလောက်တော့ထည့်ပေါ့နော်ကိုကရဲရဲတောက်တောက်ကြိုက်တယ်ဆိုရင်တော့ပို့ထည့်ပေါ့ခင်ဗျာအဲ့ဒါလေးပြီးသွားရင်တော့ကျွန်တော်တို့တမနေအောင်နေပြီးတော့စီလေးအချိန်နည်းနည်းလေးကြာအောင်လို့စီတက်ပါမယ်ခင်ဗျာခန်းကျင်ငပိချက်ချက်တဲ့အခါမှာကျွန်တော်တို့ငပိရအရေးကြီးတယ်ပေါ့နော်ကျွန်တော်ကတော့ပစွန်ချောင်းနဲ့လှုပ်ထားရဲပေါ့နော်ပစွန်ငပိတောင်းလေးကိုသုံးပါတယ်ခင်ဗျာကျွန်တော်ငပိအရင်မကြိုက်လို့အနည်းငယ်ပဲထည့်ပါတယ်ခင်ဗျာပိုထည့်ခြင်းတဲ့သူကတော့များများလေးထည့်လို့ရပါတယ်လေးလေးထားခြင်းတဲ့သူကလည်းနည်းနည်းပို့ပြီးတော့ထည့်လို့ရတယ်ပေါ့နော်ခန်းကျင်ဒီအနေနဲ့ကတော့ကျွန်တော်3လုံးသုံးထားရဲပေါ့တယောက်စာ2ယောက်စာပဲဆိုတော့ကျွန်တော်ခန်းကျင်ဒီကိုလည်း3လုံးလောက်ပဲသုံးပါတယ်ခင်ဗျာစီတက်နေရင်လည်းကျွန်တော်တို့အိုးလေးကတ်လာမှာဆိုလို့ကျွန်တော်ရေလေးအနှဲငယ်ထည့်ပြီးတော့နှံ့နေအောင်တမနေအောင်ထပ်ပြီးတော့စီတက်ပေးပါမယ်ခင်ဗျာโอเคစီတက်လို့ပြီးသွားရင်တော့ကျွန်တော်တို့ငံပြာရည်လေးကိုလည်းထပ်ပြီးတော့ခုနကစီတက်ထားတဲ့ထဲလေးကိုထည့်ပါမယ်ကျွန်တော်ငံပြာရည်နဲ့ကတော့ထမင်းစားစုံ၄စုံထည့်ပြီးတော့စားအနေနဲ့ကိုလည်းအနှဲငယ်ထပ်ထည့်ပါတယ်ခင်ဗျာဒါလေးပြီးတော့ရင်တော့ကျွန်တော်ခုနကခန်းကျင်ဒီ3လုံးကိုပပလေးတွေစိတ်ပြီးတော့လှီးထားတယ်ကျွန်တော်တို့ခန်းကျင်ဒီလေးကိုထည့်ပါမယ်ခင်ဗျာခန်းကျင်ဒီကိုတော့ကျွန်တော်ကအထဲထဲကအစီလေးတွေခန်းကျင်ဒီအစီတွေတော့မသုံးပေါ့ခင်ဗျာကျွန်တော်ခန်းကျင်ဒီအပြင်ကုန်နဲ့အသားနဲ့ပဲသုံးတယ်ပေါ့နော်အစီကတော့ကျွန်တော်စားရတာလည်းတိတ်မကြိုက်လို့ကျွန်တော်မထည့်တာပါထည့်ခြင်းတဲ့သူကတော့ထည့်လို့ရပါတယ်ခင်ဗျာခန်းကျင်ဒီလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုနကကျွန်တော်စီတက်ထားတဲ့အိုးထဲမှာပဲနှံ့နေအောင်လှိမ့်မယ်တမအောင်မှွေမယ်ကျွန်တော်တို့ငရုတ်သီးသိန်းလေးကိုလည်းထပ်ပြီးတော့ထပ်ပေါင်းထည့်ပါတယ်ခင်ဗျာငရုတ်သီးသိန်းကလည်းတိတ်ပြီးတော့မလက်တော့ဘူးလို့ကျွန်တော်ခံစားရပါတယ်ကျွန်တော်ရှင်မရှိတာငရုတ်သီးသိန်းကနွမ်းနေပြီဆိုတော့လေ3-4တောင်းတော့ထည့်ပါတယ်ဒါပြီးရင်တော့ကျွန်တော်ငရုတ်သီးခွဲချမ်းလေးအဆက်အရတော့လည်းထည့်ပါတယ်ခင်ဗျာငရုတ်သီးခွဲချမ်းကိုလည်းကျွန်တော် short ထည့်ထားပါတယ်ထမင်းစားစွန်းနဲ့ဆိုရင်1စွန်းခွဲ2စွန်းစာလောက်ပဲထည့်ပါတယ်ခင်ဗျာโอเคနှံ့နေအောင်တမနေအောင်မှွေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ရေလေးအနှဲငယ်ထည့်ထားပြီးတော့ကျွန်တော်တို့လိုချင်တဲ့ပမာဏအနေထားလောက်တည်ပြီးတော့အဖုံးလေးအုပ်ထားမယ်ဆိုလို့ရှိရင်အရသာရှိတဲ့ခန်းကျင်ဒီငပိချက်လေးတစ်ခွက်ကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ခင်ဗျာ